ကဲအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့တော်တော်များများကိုကြိုသိနေတယ်ကြိုမြင်တတ်နေတယ်ဘာကြောင့်အဲ့လိုပြောနိုင်လဲဆိုတော့ကျွန်တော်တို့အိမ်မဆင်းပြီးလမ်းလျှောက်တော့ဗျလမ်းလျှောက်ပြီး3ရက်လောက်ကြောဦးလေးတယောက်ကရေချိုးမယ်ရေခွဲလေးကောက်ကရေဦးလေးခဏနေတော့ဦးလေးရေချိုးရေဆူမှတော့ကိုအဲ့လိုပြောတယ်ကိုကကြိုသိရင်ကြိုမြင်နေရလေဦးလေးရေချိုးရေဆူမှတော့ကိုအဲ့လိုပြောသူအဲ့လိုမျိုးမယုံကျွန်တော်ရေခွဲကောက်ကပြီးသူခေါင်းမလောင်ရေဆူတော့အဲ့လိုကိုကြည့်မျိုးလုံးပြူးပြီးတော့ဒါခေါင်းလောင်ကိုအမေကြောက်ကြည့်လို့ဖြစ်သွားကြောက်ကြောက်ကိုအမှုပတ်မှဆိုကိုပြေးတော့အိမ်9ကျော်လို့လေကြောဒိုးကြောက်ကထမင်းစားလို့ထမင်းလုံးလေးကောက်ကရှိသေးတယ်ဒိုးခဏနေလို့ထမင်းစားပါစားဟာမလို့ကိုအဲ့လိုပြောရတယ်အဲ့လိုပြောနေတာသူပထမမယုံထမင်းလုံးကောက်ကပြီးသူပါဇက်နဲ့ထဲနေပါဇက်ပိတ်ပြီးထဲနေရမွေးပြီးတော့ပါဇက်ဟာပြီးထဲတော့အဲ့လိုမျိုးပဲမျိုးလုံးပြူးသွားမြောင်ထမင်းလုံးရေးတက်လေမျိုးလုံးပြူးတော့ကိုကြည့်မျိုးလုံးပြူးအမှန်ကိုဟာဘာဖြစ်တယ်ဆိုကိုပြေးမယ်ကြံကရှိသူတတိယပြီးတော့ဆရာလည်းခဏနေပေါင်းတယ်ဆရာလည်းမှန်လိုက်တာလေဆရာရဲ့ဘယ်လိုမျိုးသိနေရလဲကိုအဲ့လိုပြောဆရာလည်းအိမ်မကြောက်ပေါင်းတယ်ကိုကအိမ်မကြောက်သွားပြန်အိမ်မရောက်အိမ်မှာဖျားဦးအောင်ဖျားလေးခင်းကိုထိုင်ရတာပေါ့ထိုင်ဆရာမခဏထိုင်အောင်တော့လေဆရာတို့ကတော့ညလို့လေအဲ့မှာသူပတ်ဆိုင်လိုက်ရှာတယ်ဖျားဦးဒီမှာတွေ့ရောပြီးတော့ပတ်ဆိုင်ကအကြီးပဲပတ်ဆိုင်တွေကဖောင်းတင်ကားနေရပဲကျော်အပဇီလေးဖွင့်ရောပတ်ဆိုင်ကောက်ဆွဲပြီးထုတ်လိုက်တာ200တွေ့အဲ့မှာကိုလာပြီးဆရာလည်းဆရာကြောက်လာပါတဲ့ဆရာကမလုပ်လေချီပြီးဆရာဘယ်လိုကြုံမြင်ကြိုသိရတယ်ဆရာဘယ်လိုများတရားအထုကျင့်ကြံထားတယ်ကိုကအဲ့သူပြပြလိုက်ပါတယ်ကျွန်တော်တို့တရား10မိနစ်ထိုင်တယ်လို့ကျွန်တော်တခါလေးဒုနာလို့ရှိရင်စက္ကန့်40လောက်နဲ့ကျွန်တော်တရားဖြုတ်ပြတာလို့အဲ့မှာဟာဆရာလည်းသူမျိုးလုံးပြူရောဟာဆရာလည်းတော်တော်အချိန်ကြီးတော်တော်ပြီးဆရာတရားအထုကျင့်ကြံထားတာပဲသူအဲ့လိုမျိုးလုံးပြဆရာလည်းအိမ်မှာပဲနေပါတယ်ဘယ်မှမသွားပါနဲ့မရောက်လို့ကျွန်တော်အလုပ်ကိစ္စရှိရလို့ကျွန်တော်သွားမှာဆရာလည်းအိမ်ကမှထားပြီးပူရောခြင်းလို့လေအဲ့လိုပြောတော့သူကအိမ်တခါလေးပဲဆင်းသွားပိတ်တယ်တခါလေးတော့ပြီးရှင်ကျွန်တော်ဆင်းပြေးလာကိုကအဲ့ဒါကြောင့်လို့သူတို့မပြောပြချင်တာဘလို့မှမပြောပြချင်အဲ့လိုမျိုးကိုကပြောပြလို့ရှိရင် तू အဲ့မှာအိမ်ဦးကမှတင်ပြီးကိုကွယ်မယ် तू အဲ့လိုမျိုးပြောမှဆိုလို့ကိုကလည်းအဲ့တော့အပြင်မှာလွတ်လွတ်လပ်လပ်ပဲနေချင်တယ်အခုလိုမျိုးပဲလွတ်လွတ်လပ်လပ်သွားလာချင်တယ်ကိုကအဲ့ဒါပြောပြတာပါကွာ